အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့တန်လင်းအိမ်ချမ်းမြေကျိုးဆောင်ကိုအန်ထွေးမဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုတန်လင်းမျိုးအောင်ချမ်းသာတိုးချဲအေးမြစ်တာရက်ကွက်မှာရှိတဲ့ခြံလေးတစ်ခြံနဲ့မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာဒီခြံလေးကတော့ကျွန်တော်တို့ဖွံ့ဖြိုးရေးလမ်းမကြီးအနီးကျွန်တော်တို့ YPS 31ပြေးဆွဲနေတဲ့ဖွံ့ဖြိုးရေးလမ်းမကြီးအနီးတရားပြဟိုဘက်ကတော့ကျွန်တော်တို့တရားပြလမ်းမဖြစ်ပါတယ်ခင်ဗျာတရားပြလမ်းမရဲ့ကျွန်တော်တို့ဒီဘက်ဘေးပေါ့ခင်ဗျာဘေးခြံလေးတစ်ခြံနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာကျွန်တော်ဒီ channel ရဲ့နေရာကနေကျွန်တော်တို့ Orange Supermarket City Mart 119ကျွန်တော်တို့ Danko စီဆိုင်ပြီးတော့ကျွန်တော်တို့ဆေးရုံဆေးကန်းTZ Fitness Center တွေသွားမယ်ဆိုရင်လည်းဒီနေရာလေးကနေကျွန်တော်တို့သွားမယ်ဆိုရင်9မိနစ်10မိနစ်အတွင်းသွားလို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ channel လေးရဲ့နေရာကတော့ကျွန်တော်တို့ကစင်တက်လမ်းမှာရှိတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာရှေ့ပေကျယ်ကတော့ပေ43ပေဖြစ်ပါတယ်ခင်ဗျာနောက်ကိုတော့ကျွန်တော်တို့60ဖြစ်ပါတယ်ခင်ဗျာဒီ channel ရဲ့မြေမျိုးစားလေးကလည်းကျွန်တော်တို့ပါမစ်မြေမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာရောင်းချပေးမဲ့ဈေးနှုန်းလေးကလည်း2100ညှိနှိုင်းနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီလိုကျွန်တော်တို့ဖွံ့ဖြိုးရေးလမ်းမကြီးအနီး channel လေးကကျွန်တော်တို့အယောင်းလဲရှားပါတယ်ခင်ဗျာဈေးလဲဒီကောင်လေးကကျွန်တော်တို့ဈေးလဲတင်တဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့စိတ်ဝင်စားလို့ဆက်သွယ်စုံစမ်းမေးမြန်းခြင်းနဲ့ဆိုရင်တော့39 966 95886ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရသလို39 421 43661ကိုလည်းဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာမြန်မာနိုင်ငံသားတိုင်းအိမ်နစ်ချန်နဲ့ပိုင်ဆိုင်နိုင်ကြပါလေခင်ဗျာကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ